fishing တိုက်ကထုတ်တဲ့ငမြင့်ချင်းငချင်းစာပေါ့နော်ငမြင့်ချင်းငချင်းစာပါဒါကတော့အစာကောက်တည်တဲ့အစာပါဒါကတော့အညီစာလို့ခေါ်တယ်မြစ်ထဲချောင်းထဲတွေမှာမြားလို့ရပါတယ်ဒါကတော့အမွှေးစာပါအမွှေးစာကငမြင့်ချင်းငချင်းတည်တဲ့အစာပါငမြင့်ချင်းငချင်းအကြီးခွန်ပါတဲ့တည်တဲ့အစာပါသူကကြတော့ငဆုံရတယ်ဒီပစ္စည်းတွေအကုန်လုံးကငဆုံရတယ်ဒါပေမဲ့သူ့ရဲ့အားသာချက်တစ်ခုကသူကအကြီးခွန်ပါတဲ့ငါးအတွက်သုံးမယ်သူကတော့အစာကလက်တန်းများတဲ့သူတွေထိုက်ထျောက်များတဲ့သူတွေအတွက်သူကတော့အညီစာဖြစ်တဲ့အတွက်အကြီးခွန်မပါတဲ့ငါးတွေပိုကြိုက်ပါတယ်နော်အဓိကအစားတောက်ညံ့နဲ့ဒီကောင်သလားပြားတို့ရွှေဝါတို့နော်အကောင်တွေရပါတယ်ဒီကောင်ကကြတော့မြစ်ထဲချောင်းထဲတွေမှာအရန်အသုံးခံပါတယ်ဒီကောင်ကတော့ငါအိုက်စာပါတပူးကို9000ပါသူကတော့အချင်းစာပါသူကတပူးကို3500ပါဒါသူကတော့ထုတ်ကို3500သူကတထုတ်ကို9000ပါဒီအစာကောက်စာလေးကဒီကောင်ကတော့တထုတ်ကို6000ပါရှင်သူကတော့ဖွဲပါတထုတ်ကို1500ပါနော်ဒါလေးလိုအပ်တယ်ဒါကတော့ရှီဘောပုံးပြတဲ့ဥစ္စာတွေနော်ဒါတရုတ်ပြည်ဝင်တဲ့ဘုံချိတ်လေးတွေ